မော်လမြိုင်မြို့ကောင်မလေးအတွက်မြန်မာငွေတောင်းရှိုံနဲ့ဇေခံလို့လဲရမယ်။အမအတွက်ဆိုရင်လည်းခေါင်းစားအခြေဆုံးပြောင်းလဲပေးနေတယ်။ဒီအမြဲသွားနေကြဆိုင်လေးဖြစ်တဲ့ beauty salon လေးစီကိုဒီတရားခေါ်သွားပေးပါမယ်နော်။အလုပ်တွေအများများပြီးနားရမရှိရနဲ့ဇေကလည်းခံချင်နဲ့အကျော်ပြည့်ညောင်းပြေးဆိုပြီးတော့ပုံစံအတိုင်း VIP ဆိုင်လေးကိုပဲပြီးလာရတာပေါ့နော်။ VIP ဆိုင်လေးကတော့ဆိုင်ခွဲနှစ်ဆိုင်ရှိပြီးတော့ဆိုင်ခွဲတစ်လေးကတော့မြန်တောင်ဝိုင်းကုန်းထိပ်မှာတစ်ဆိုင်ဆိုင်ခွဲတစ်ကတော့မော်လမြိုင်ဈေးချိုမီပွိုင်မှာတစ်ဆိုင်ပဲဖြစ်ပါတယ်ရှင်။ဒီကတော့ VIP ဆိုင်မှာသပင်နဲ့ပတ်သက်ပြီးလုပ်လို့ရတာအများကြီးတဲ့မှာဒီမှာတော့ကောက်အနားယူပြလိုက်မယ်ဆိုပြီးတော့ hat spa လေးကိုယူပစ်ခဲ့တယ်ပေါ့နော်။ဒီဆုံးအနေနဲ့ဂျိုင်းလေးစာပစ်တာပေါ့နော်ဂျိုင်းလေးစာပစ်တာလေးကကြတော့ VIP ဆိုင်မှာဆိုရင်စိတ်ပြေတာနဲ့တစ်ချိန်ကို free ပစ်ခွင့်ရမှာဖြစ်ပါတယ်ရှင်းမလေးကလည်း room အသုံးမှာသွားတာမျိုး shaping နဲ့တအားလုပ်ပြီးတော့ဂျိုင်းမဲတဲ့သူတွေအတွက်ကတော့အသင့်တော်ဆုံးပါပဲရှင်းဒါဆိုရင်တော့ hat spa လေးကိုဒီနေ့တူဘလို့စိတ်ခံလို့ကောင်းအောင်လုပ်ပေးသွားမလဲဆိုတာလိုက်ကြည့်ပေးကြပါဦးနော်ရှင်းမလေးကလည်းဘယ်သူတွေယူသင့်လဲဆိုရင်တော့စကြောတက်တာတွေခေါင်းကိုက်တာတွေစိတ်ပင်ပန်းတဲ့သူတွေအတွက်ကတော့လုံးဝအသင့်တော်ဆုံးပဲပေါ့နော်စိတ်ခံခြင်းတဲ့သူတွေအတွက်ကလည်းလုံးဝလုပ်တဲ့ treatment လေးတစ်ခုပဲဖြစ်ပါတယ်ရှင်း hat spa လေးရဲ့ကြာချိန်ကလေတနိုင်ဝဲလောက်ကြာတာဖြစ်တဲ့အတွက်သူတို့လုပ်ပေးတဲ့အဆင့်ဆင့်နေရတယ်တအားများရပေါ့နော်အဲ့ရဲမှာဒီကတော့မမြန်ဆန်လေးနဲ့အားလုံးကိုလိုက်ပြရမှာဖြစ်ပါတယ်ရှင်။အခုလိုမျိုးပခုံးနေရာတွေကိုလည်းစီတွေနဲ့အပြည့်လိမ့်ပြီးတယ်ပြီးရင်လည်းခေါင်းဒီလိုပစ္စည်းလေးတွေနဲ့တေချာဖိပေးတယ်နှိမ့်နေပြီးတယ်ပြီးတော့လေအခုလို treatment မျိုးကမော်လမြိုင်တစ်မျိုးလုံးမှာမရှိသလောက်ရှားရပေါ့နော်။ဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်နေရင်လည်းဒီနေ့အတူထပ်တူစိတ်ခံလို့ရအောင်လို့ရတော့စကားပြောပြပေးနဲ့ကြည့်နေတဲ့သူတွေအားလုံးကိုဆက်ဆက်ကလောက်စိတ်ပေးခံလိုက်ပါမယ်နော်။ကဲဒါဆိုရင်တော့ဆက်ခတ်ပြသွားပြီเนาะပါလီရဲ့ကြာချိန်ရဲ့တနိုင်ခွဲလောက်ရှိတာဆိုတော့ဒီကဗီဒီယိုမိနစ်ပိုင်းနဲ့အပြီးချုပ်တာပြတာဖြစ်တဲ့ဗီဒီယိုထဲမှာလို့တော့အရင်မမြန်ပါဘူးအပြင်မှာတော့နည်းနည်းလေးနဲ့တော့တေချာစေခံလို့ရအောင်လုပ်ပြပါတယ်ရှင်။ဟာလေခေါင်းလျှော့မယ်ဆိုရင်9000နေစပြီးတော့အစားအစာရှိတယ်ပေါ့เนาะ။ရတော့ VIP ဆိုင်မှာဆိုအမြဲခေါင်းလျှော့ဖြစ်ပေမဲ့ yes ပါလီကတော့ပထမဆုံးလုပ်ဖူးတာပေါ့เนาะ။ဒါပေမဲ့လေဒီ treatment လေးကအရန်တန်လို့ခံစားရတယ်။ဟုတ်လေဆိုရင်တော့သူကခေါင်းကိုသကောင်းလုံးနှိပ်ပြီးတဲ့အပြင်မှာခေါင်းလျှော့တဲ့အဆင့်လေးပါမယ်။ပြီးရင်မျက်နှာလည်းတေချာစီးပေးသေးရပေါ့เนาะ။ပြီးရင်တော့မပြီးသေးဘူးအပေါ်ပိုင်းတစ်ပိုင်းလည်းတေချာနှိပ်ပေးပါသေးရဲ့ရှင်မျိုးအစုပ်တော့အားလုံးပါတဲ့ treatment ကိုမှ4000ခွဲပဲကြာမှာဆိုတော့အရန်တန်တယ်ပေါ့နော်။ဒီကခေါင်းလျှော်ရင်ဆိုင်မှာလျှော်ရတာအရန်ကြိုက်တဲ့သူမို့လို့သူ့မှာက9000နေစပြီးတော့ပေါ့နော်အစားစားရှိပါတယ်တကူလုံးနှိပ်တာအောက်တစ်ပိုင်းနှိပ်တာအပေါ်တစ်ပိုင်းနှိပ်တာဆိုပြီးတော့လည်းရွေးချယ်လို့ရပါသေးတယ်ရှင်။ပြီးတော့လေ VIP ဆိုင်မှာကတစ်လကို4ဘတ်ရှိတဲ့ဒီမှာဒီကပေါ့နော်3ဘတ်လောက်ကခေါင်းလက်လျှော်ဖြစ်တယ်။ဆိုရင်တော့သူ့ဆိုင်မှာသူများနဲ့မတူတဲ့အချက်တစ်ချက်ကလေအဲ့ဒီကိုခေါင်းလျှော်ပေးပြီးရင်3ရက်လောက်လုံးဝမညှိပဲနေပေါ့နော်။လောစပင်လေးကပျော့စင်နေတာမျိုးတည်းသဘောကျလို့ပါ။ဒီနေ့ဒီစပင်လေးစားပြစ်ခဲ့သေးရဲ့ပေါ့နော်။သူကတော့2000ခွဲနေစားပြီးတော့အစားစားရှိပါတယ်ရှင်။ဒါဆိုရင်တော့ဗီဒီယိုလေးကိုဒီထိအောင်ကြည့်လာပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်လည်ဆိုကြမယ်နော်။အားလုံးပဲဒါပါ။